အဖိုးကိုတယောက်ဟာထီပေါက်လို့ဒေါ်လာ12တန်းကန်ထူးသွားခဲ့ပါတယ်။ဝမ်းသာလွန်လို့သူ့သားသမီးတွေစီကိုဖုံးဆက်ဖို့ပြင်လိုက်ပေမဲ့တခုကိုစဉ်းစားမိပြီးသူရက်တန့်သွားခဲ့တယ်။ငါသားသမီးတွေကငါ့ကိုတကယ်ချစ်တာလားငါစီကပတ်စံကိုပဲမှတ်တာလားဆိုတာကိုသူသိကျင်နေမိပါတယ်။ဒါကြောင့်သူဟာဒေါ်လာ3တန်းကိုအိတ်လေးတစ်လုံးနဲ့ထည့်ပြီးနွမ်းပါတဲ့ဝတ်စားဟောင်းတွေကိုဝတ်ပြီးတော့သားသမီး3ယောက်စီကိုအကြောင်းမကြားပဲသွားလည်ခဲ့ပါတယ်။ပထမဆုံးအကြီးဆုံးသားကိုသွားတဲ့အခါသားဖြစ်သူကဝရန်တာကနေလှမ်းမြင်ပြီးထိတ်လန့်သွားပါတယ်။အဖေကြီးကပတ်စံလာတောင်းတာနေမှာငါမရှိဘူးလို့ပြောလိုက်လို့ဇနီးဖြစ်သူကိုတိုးတိုးလေးမှာပြီးဗီဒီယိုထဲဝင်ပုံနေခဲ့ပါတယ်။အဖိုးဟာအကြာကြီးစောင့်နေခဲ့ပေမဲ့သားဖြစ်သူထွက်မလာတာကြောင့်ရင်ကွဲမတက်ဝမ်းနေပြီးထွက်လာခဲ့ရပါတယ်။နောက်တစ်ခါသမီးဖြစ်သူစီသွားတဲ့အခါသမီးကသူ့ကိုမြင်တော့ပြုံးပြပါတယ်။အဖေလာမယ်ဆိုတာလဲကြိုမပြောဘူးတဲ့အဖိုးကသမီးလေးအဖေနေမကောင်းလို့သမီးစီမှာတပတ်လောက်လာနေလို့ရမလားလို့မေးလိုက်ပါတယ်။သမီးဖြစ်သူကမျက်နှာပြတ်သွားပြီးအဖေရဲ့သမီးယောက်ျားကဒါကိုကြိုက်မှာမဟုတ်ဘူးပြီးတော့ဒီလိုဝတ်စားတွေလည်းမဝတ်ပါနဲ့အောင်အဖေကအင်ဂျင်မဲ့တယောက်လို့သူထင်သွားလိမ့်မယ်လို့ပြောပြီးအဖေကိုပတ်စံအနေငယ်ကမ်းပေးပါတယ်။အဖိုးကပတ်စံကိုညှင်းပယ်ပြီးမျက်ရည်တွေနဲ့ပြန်ထွက်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့ဒုတိယသားငယ်ရဲ့အလုပ်ခွင်ကိုသွားခဲ့ပါတယ်။သားငယ်ကသူ့ဖေကိုမြင်မြင်ချင်းပဲအလုပ်တွေကိုပြစ်ချပြီးပြေးဖက်လိုက်ပါတယ်။အဖေကိုဒီနေ့မြင်လိုက်ရပြီဆိုတော့သားအတွက်အလုပ်တွေပြီးသွားပါပြီ။သားနဲ့အတူတူအိမ်ပြန်ရအောင်အဖေလို့ပြောလိုက်ပါတယ်။အဖိုးကသားစီမှာတပတ်လောက်နေလို့ရမလားလို့စမ်းမေးကြည့်တဲ့အခါသားငယ်ကပြောပြီးအဖေကြိုက်တဲ့လောက်နေပါသားရဲ့အိမ်ကအဖေအိမ်ပါပဲလို့ဖြေခဲ့ပါတယ်။အဖိုးကဝမ်းသာလုံးလုံးငိုချလိုက်ပြီးသူတဲလာတဲ့အိတ်ကိုဖွင့်ပြလိုက်ပါတယ်။အထဲမှာရှိတဲ့ဒေါ်လာ3သန်းကိုပြရင်အဖေကိုဘလို့အခြေအနေမျိုးမှမဆိုလက်ခံပေးတဲ့အတွက်ဒီပတ်စံတွေဟာမင်းအတွက်ဖဲသားတကယ်မြတ်တာဆိုတာငွေကြေးပေါ်မှာမမူတည်ဘူးအပြန်အလှန်လေးစားမှုကျင်တော်မှုနဲ့မိဘကိုဘယ်တော့မှအရှက်မရစေတာပဲဖြစ်တယ်လို့ပြောလိုက်ပါတော့တယ်